တာရလာလူဘဝခီမှာကံမျက်နှာသားတစ်ခါပေးလို့သာသနာတွင်မှလူဖြစ်ခါလာချိန်တန်ဘယ်ပြန်ရမှမသိတယ်ခရီးဆုံးမရှိတော့လေရပြီအောင်30ဘုံတွင်မှာကျင်လေသမျှသမှုတရားသစ္စာတစ်ဖက်ပြန်ရဒုက္ခသစ္စာလောင်ကျွမ်းလေသောကိလေသာမိတနာမတိသောအဝိဇ္ဇာမောင်ဖုံးက